လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပကံပြည်ရဲ့ပထမဆုံးအင်ပါယာကိုတည်ထောင်ခဲ့သူအနော်ရထာမင်းစောဟာနိုင်ငံတော်တည်ငြိမ်ဖို့အတွက်မော်ရီယာမင်းနေပြည်တော်နဲ့မဟာမိတ်ဖွဲ့ခဲ့ပါတယ်မော်ရီယာမင်းနေပြည်တော်ရဲ့ဇော်ဘွားကြီးဟာသမီးတော်စောမွန်လှကိုအနော်ရထာမင်းကြီးထံအနှံခဲ့ပါတယ်ဒီလက်ထပ်ပွဲဟာနိုင်ငံရေးအရာစတင်ခဲ့တာဖြစ်ပေမဲ့လည်းအရှင်မင်းကြီးဘလောက်ပဲခရီးကျမ်းပါစေအနော်စောင့်ရှောက်ပါမယ်နှမတော်သားဘေးမှာရှိရင်မောင်ကြီးအတွက်ဘာမဆိုဖြစ်မြောက်နိုင်ပါတယ်ဒါပေမဲ့စောမွန်လှပေါ်မနာလိုတဲ့နန်းတွင်းအကြံဉာဏ်တွေကသူမကိုဆုံးကဝေအတက်ဆိုပြီးမင်းကြီးကိုဂုံချောကြပါတော့တယ်သူမရဲ့နှတောင်းကထွက်တဲ့မြတ်စွာဘုရားရဲ့တက်တော်အလင်းရောင်ကိုမော်ပညာလို့ဆွဆွဲကြပါတယ်အရှင်မင်းကြီးစောမြန့်ဖားပုဂတ်ခိမြတ်ဆုံးကဝေမှဖြစ်ပါတယ်နိုင်ငံတော်ရဲ့တည်ငြိမ်ရေးနဲ့အချစ်ကြားမှာညက်နေတဲ့အနော်ရထာမင်းကြီးဟာနှလုံးသားကိုဓာတ်နဲ့မှုန်းပြီးသူမကိုမွေးရမြေရှမ်းပြည်စီပြန်လွှတ်ခဲ့ရရှာတယ်သူမထွက်ခွာသွားတာကိုလှမ်းမြောက်ကြည့်ရင်မင်းကြီးလည်းကြေခွဲခဲ့ရပါတယ်အခီးမှာတော့သူမရဲ့နှတောင်းပြုတ်ကြရာကနေတမိုင်းဝင်ရွှေစာရန်စီတော်မြတ်ကြီးပေါ်ထွန်းလာခဲ့ပါတယ်နမောတစ္ဆဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓัสสะသူတို့နှစ်ဦးဝေးကွာသွားခဲ့ကြပေမဲ့သူတို့ရဲ့အချစ်စလန်းကတော့မြမသမိုင်းမှာဘယ်တော့မှမယူနိုင်တဲ့ကြပြတပုတ်အဖြစ်နဲ့ကြံ့ရစ်နေခဲ့ပါတော့တယ်